အခုတလောကျွန်တော်တို့လူငယ်တော်တော်များများပေါ့နော် line ပေါ်မှာလည်းတွေ့နေကြရလဲရှိရဲကျွန်တော်လည်းကျွန်တော်ပတ်ဝန်းကျင်ကလေးလည်းလာမေးကြတယ်အိမ်နဲ့အဆင်မပြေဘူးအိမ်ကမလုတ်ခိုင်းလို့မလုပ်ရဘူးစူးစမ်းကြည့်ရင်လည်းဟာရတော့မှမစူးစမ်းဖြစ်ဘူးပေါ့နော်ဒီလိုမျိုးကြုံနေရတဲ့လူတွေလည်းအများကြီးတွေ့လိမ့်မယ်တခါလေကျွန်တော်တို့စိတ်ပင်ပန်းစေတဲ့အရာတခြားသူတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့အနီးဆက်ဆောင်ကျွန်တော်တို့အချစ်ဆုံးသူတွေဖြစ်နေတယ်ပေါ့နော်မိဘတွေဆွေမျိုးတွေတငယ်ချင်းပေါင်းနေသူတို့ကကိုယ့်ကိုမချစ်လို့လားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့ကိုယ့်ရင်ထဲကအရာတွေကိုမမြင်နိုင်ဘူးလို့လားလဲကျွန်တော်တို့မဟုတ်ပြန်ဘူးအဲ့လိုလဲစဉ်းစားလို့မရဘူးနော်လူတော်တော်များများကိုယ့်ဘဝကိုတည်ဆောက်ပြီးတော့စူးစမ်းနေတဲ့လူငယ်များတယ်ပေါ့နော်အဲ့ဒီအချိန်မှာလဲစိတ်ညစ်စရာကြီးကြုံရတယ်မိဘကလည်းအိမ်ဝင်ကြည့်ပါဦးအသက်ကြီးနေကြပြီပေါ့နော်ဆွေမျိုးသားချင်းတွေကလည်းဒီကိစ္စလေးတော့ဖြေရှင်းပေးပါအောင်အဲ့ဒါမျိုးတွေမေးကြကြတယ်တကယ်ချင်းနေဆိုလဲမင်းကတော့ဒါလေးတော့မကူညီပေးနိုင်တော့ဘူးလားဒီလိုစကားမျိုးတွေကကျွန်တော်တော်တော်များများကြုံရတဲ့စကားတွေပေါ့နော်အများစုကတော့ကျွန်တော်တို့မကောင်းစေချင်လို့လုပ်နေရမဟုတ်ပေမဲ့သူတို့ရဲ့အခက်အခဲကိုကိုကကူညီဖြေရှင်းပေးစေချင်တာပေါ့နော်ဒါပေမဲ့သူတို့တွေမမြင်နိုင်တဲ့အရာကတော့ကျွန်တော်တို့လူငယ်တွေတော်တော်များများမှလည်းကိုယ့်ရဲ့ရင်ထဲမှာလည်းဖြစ်ရှင်တဲ့ဆန္ဒတွေတောကတွေဖိအားတွေမပြောပြတဲ့ဝေဒနာတွေတော်တော်များများတော့ရှိမယ်လို့ကျွန်တော်တို့မြင်ရပါတော့ကျွန်တော်တို့လည်းရှိခဲ့ရပါပဲလူတယောက်နဲ့ဥပမာပေးပြီးစဉ်းစားကြည့်ပါနော်ခင်ဗျားတို့စိတ်ကူးကြည့်လိုက်လူငယ်တယောက်ကသူကနေ့လယ်ဘက်မှာသူစာကြိုးကြောင်းတက်တာပဲဖြစ်ဖြစ်အလုပ်လုပ်တာပဲဖြစ်သူလုပ်တယ်ပေါ့နော်ညဘက်မှာဆိုတဲ့သူကသူဝါသနာပါတဲ့စကေးတွေကိုလေ့လာခြင်းနဲ့သူအားနဲ့ပတ်သက်တဲ့တင်တဲ့တက်ရှင်တယ်ပေါ့နော်ကိုယ့်အနာဂတ်ကိုပြောင်းလဲဖို့ကြိုးစားနေတယ်ပေါ့သူကအဲ့ဒီအချိန်မှာမိသားစုကလည်းသူ့ကိုအားကိုးတယ်ဆွေမျိုးသားချင်းတွေကလည်းအကူအညီတွေတောင်းကြတယ်ပေါ့နော်တငယ်ချင်းတွေကလည်းအချိန်ပေးဖို့တောင်းဆိုတယ်ပေါ့သူကမလုပ်ချင်လို့မဟုတ်ပါဘူးဒီຢာတော့မလုပ်ချင်လို့မဟုတ်ဘူးမလုပ်နိုင်တော့တာတော့သူဖြစ်နေမှာနော်သူဘဝတော့သူကြည်နေရတဲ့အချိန်မှာတော့သူမလုပ်နိုင်ဒါပေမဲ့အပြင်ကလူတွေကတော့မင်းကပြောင်းလဲသွားပြီမင်းကဒါလေးတော့မလုပ်ပေးနိုင်ဘူးလားအမေကကိုပဲကြည်နေတယ်ဆိုပြီးပြောကြလိမ့်မယ်ဒါလည်းခင်ဗျားတို့ကိုယ့်ဘဝကိုပြန်ပြီးပြုပြင်တဲ့အချိန်မှာတော်တော်များကြုံတွေ့ကြရမယ်ဖြစ်ရတယ်ပေါ့နော်အမှန်တော့လူတိုင်းကကိုယ့်ဘက်ကမြင်တဲ့ပုံစံမျိုးပဲမြင်တာပေါ့နော်ကိုယ်ဘယ်လိုမြင်လဲအဲ့မြင်တဲ့ပုံစံမျိုးပဲမြင်ကြတာအဲ့တော့ဒါကြောင့်အရင်ဆုံးကျွန်တော်တို့လှုပ်တင်တာကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ကျွန်တော်တို့ ਨੇ ဆက်နွယ်နေတဲ့ပေါင်းသစ်ဆက်ဆံနေတဲ့မိဘတွေဆွေမျိုးတွေတငယ်ချင်းတွေကိုကျွန်တော်တို့ကနားလည်အောင်ပြောပြရမယ်နံပါတ်1အချက်ကတော့နော်နားလည်အောင်ပြောပြရမယ်ကျွန်တော်တို့တိတ်လေးစိတ်ညစ်နေလို့မရအောင်ကျွန်တော်တို့တယောက်တည်းတွေးပြီးတော့ငါတော့ဒါတွေကိုလှုပ်ကြည့်နေရလို့ငါလေးလို့လှုပ်လို့မရပါလားဆိုစိတ်ညစ်လို့မရအခုကျွန်တော်ဒီရီမန်းချက်တွေလည်းကျွန်တော်စူးစမ်းနေတယ်ဒီအချိန်လေးတော့ကျွန်တော်ခဏနားလည်ပေးပါကျွန်တော်တို့လေးလေးစားစားနဲ့ဒီပြောကြည့်ရမှာပေါ့နော်လူတိုင်းနားလည်မယ်လို့တော့ကျွန်တော်ဒီမှာမဆိုးလို့ပါဘူးဒါပေမဲ့ကျွန်တော်တို့မပြောဘဲစိတ်ထဲမှာထားရတဲ့ဆိုင်တော့ကျွန်တော်တို့အပြင်မှာထုတ်ပြောလိုက်တာရင်ထဲတော့နည်းနည်းပေါ့သွားတယ်လို့ခံစားပါတော့เนาะနောက်တစ်ခုကကျတော့ကျွန်တော်တို့လူတိုင်းပြဿနာကိုကျွန်တော်တို့တယောက်တည်းနဲ့ဖြေရှင်းပေးလို့မရအောင်ကျွန်တော်တို့အမြဲတမ်းလူတွေကဖြစ်ကြတယ်ဗျလူတိုင်းပြဿနာတွေကျွန်တော်ဖြေရှင်းပေးခြင်းတာအကူညီပေးခြင်းဒါပေမဲ့ကူညီနိုင်တော့ကျွန်တော်တို့ကူညီပါအောင်เนาะမကူညီနိုင်တဲ့အချိန်မှာတော့ကျွန်တော်တို့အပြစ်ရှိသလိုခံစားနေတဲ့စိတ်ကိုလည်းကျွန်တော်တို့ဖျောက်အောင်เนาะငါမလုပ်ပေးနိုင်လို့ဆိုရကျွန်တော်တို့တွေးမိကြတယ်မှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကကိုယ့်ဘဝကိုကိုမတည်ဆောက်နိုင်ကျွန်တော်တို့ကကိုယ့်ဘဝကိုမတည်ဆောက်နိုင်မယ်နဲ့အခြားသူရဲ့ဘဝကိုလည်းကျွန်တော်တို့ကရေရှည်ကူညီပေးနိုင်မယ်လို့မျှော်လင့်လို့မရဘူးเนาะတခါလေကျွန်တော်တို့အခုလုပ်ပေးလို့မရသေးလို့ပါအခုတော့မဖြစ်နိုင်သေးဘူးလို့ကျွန်တော်တို့ပြောတတ်တာလည်းကျွန်တော်တို့ရင့်ကျက်လာတဲ့ပုံစံတစ်မျိုးပေါ့เนาะစီးနဲ့ကန်နဲ့ညင်းတာပေါ့နော်မိဘတွေဆွေမျိုးတွေတငယ်ချင်းတွေကကိုယ်နာကျင်စီလို့မဟုတ်ပေမဲ့သူတို့လည်းသူတို့ရဲ့ဝင်ပို့တယ်သူတို့ရဲ့အချိန်တွေကိုဖြတ်တန်းနေကြပါပဲဒါပေမဲ့ကိုယ့်ရဲ့တန်မိုးရှိတဲ့အချိန်တွေကလည်းသူတို့ဘေးဆက်ရင်နဲ့ကိုယ့်ဘဝကိုလမ်းပြောက်သွားစီမဲ့ပုံစံမျိုးတော့မဖြစ်စေနိုင်ပါတော့ကိုကအားတဲ့အချိန်မှာကိုယ့်ဘဝနဲ့ပတ်သက်တဲ့အရာတွေကိုလည်းကိုကစူးစမ်းမှာပေါ့တခြားသူတွေကိုကဲတင်ရင်းနဲ့ကိုယ့်ရဲ့အိမ်မက်တွေနစ်မြုပ်သွားကြတဲ့လူငယ်တွေလည်းအများကြီးတွေ့ဖို့ကောင်းတွေ့ဖို့လည်းဥမာဖြစ်ရှင်တာဒါလုံနေရတာဒါပေါ့နော်ခင်ဗျားတို့လည်းတခြားသူတွေကိုအတွေ့အကြုံယူပြီးတော့ကိုယ်ဘဝကြရင်တော့ဒီလိုမဖြစ်အောင်လို့ကြိုးစားကြည့်ပေါ့ကျွန်တော်တို့ဘဝမှာအများဆုံးနားလည်စေခြင်းနဲ့သူကဘာသူဖြစ်မလဲသူတို့ကိုကျွန်တော်တို့နားလည်အောင်ပြောပြပေးလို့ရမယ်ပေါ့နော်ခင်ဗျားတခြားသူတွေအမြဲပဲအသက်ရှင်နေမဲ့ပုံစံတော့မဖြစ်စေနဲ့ပေါ့နော်ဒါမှမဟုတ်လေကိုယ့်ရဲ့အိမ်မက်အတွက်အချိန်ပေးဖို့ကြိုးစားလို့ကျွန်တော်တို့ပြောချင်ပါတယ်တခြားသူတွေဝင်ပိုးတွေကိုကျွန်တော်တို့ကကူတယ်ပေးတာတော့ကောင်းပါတယ်ဒါပေမဲ့ကိုယ့်ဘဝရဲ့အနာဂတ်ကိုလမ်းပြောက်သွားတဲ့ပုံစံမျိုးနဲ့တော့ဒီຢာရောအရင်စိတ်မနှင်ထားပါနဲ့လို့ကျွန်တော်ကပြောပြချင်ပါတယ်ပေါ့နော်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်နောက်နေ့မှတွေ့ပါမယ်